Ready မင်္ဂလာပါကိုဒီပါဆိုတော့ကျွန်တော်တို့အခု MSL Season 1ရဲ့ Playoff Stage မှာ၄သင်းတက်လာတယ်ဗျာအဲ့ဒီ၄သင်းမှာကျွန်တော်တို့ SP Lina ၄ယောက်ရှိတယ်ပြီးတော့အခု9ယောက်ပြီးသွားတော့ကျွန်တော်တို့ Ready ကိုချက်ပြီးတော့ထည့်လိုက်မယ် Okay အဲ့ player 9ယောက်ကိုကျွန်တော်တို့ ranking စပြီးတော့စီးကြမယ် Okay လား Okay သဘောကျတယ်ဆိုတော့ပထမဆုံးနံပါတ်9နေရာမှာဘယ်သူ့ကိုထားခြင်းလဲနံပါတ်9နေရာမှာတော့ကျွန်တော်ကမစောတော့အခုချိန်မှာကျွန်တော်တော်တော်လေး weak နေပြီပေါ့နော်တော်တော် weak နေပြီဆိုတော့ကျွန်တော်ပဲထားပါတယ်နံပါတ်9နေရာမှာတော့ Ready ပေါ့ကျွန်တော်၄ယောက်ကျန်တယ်ဗျာOkay T-Brock ရှိမယ် Messi ရှိမယ်ရင်းရှိမယ်ခွန်ရှိမယ်အဲ့၄ယောက်ထဲမှာနံပါတ်4နေရာမှာဘယ်သူ့ကိုထားခြင်းလဲနံပါတ်4နေရာမှာတော့ကျွန်တော် T-Brock ကိုထားတယ် T-Brock ကသူ team လိုက်တော့ performance ထွက်ပေမဲ့အဲ့လိုမျိုးတယောက်တည်းရှုံထွက်နေရမျိုးတော့တိတ်မတွေ့ဘူးရဘူးဆိုတော့သူ့ကို T-Brock ကိုနံပါတ်4မှာထားလိုက်မယ်ဗျာနံပါတ်3နေရာမှာဆိုရင်ရောဘယ်သူ့ကိုထားမလဲနံပါတ်3နေရာဆိုရင်တော့နည်းနည်းတော့ရွေးရခက်တယ်ဒီ3ယောက်ကညီတူရတော့သွားတယ်ဒါပေမဲ့ရေရလည်းတော့သူထက်နေတယ်ဒီမက်ဆီကလည်းအဲ့လိုဖမ်းတဲ့နေရာတွေပါကောင်းနေတယ်ပြီးတော့ခွန်ကလည်းသူက sacrifice လုပ်တဲ့နေရာမှာအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဆိုကျွန်တော်ရွေးရတော့ခက်တယ်ဗျဒါပေမဲ့ထားမဲ့ဆိုလို့ကျွန်တော်မ3မှာရင်းကိုထားပြမှတယ်ရင်းကိုထားမယ် Okay ဆိုတော့ကျွန်တော်တို့1 2 2ယောက်ပဲကျန်တော့တယ်အဲ့တော့ number 2မှာဘယ်သူ့ကိုထားခြင်းလဲနံပါတ်2မှာဆိုရင်တော့ကျွန်တော်ခွန်ရွေးမယ်ဗျခွန်မစ်စီကခွန်เนาะလက်ရှိကျွန်တော်ဒါ SP lane မှာဆိုလို့ရှိရင်တော့ရင်တို့ခွန်တို့ကျန်တဲ့ prime coin တို့ကတော်တော်လေးကောင်းခဲ့တဲ့ player prime coin တို့ဒီမှာရှိမနေဘူးပေါ့လေဆိုတော့နောက်ဆုံးတစ်ယောက်ကတော့ရွေးစရာမလိုဘူးနောက်ဆုံးတစ်ယောက်မက်ဆီပေါ့ဘာလို့လဲဆိုတော့ तू ကျွန်တော်ကအဲ့လိုမျိုး team fight မှာAOE ရဲ့ line ဖမ်းပေးရသဘောကျတယ်ဗျာဒီမှာအဲ့လိုမျိုးဆိုတော့ကျွန်တော် မက်ဆီကိုကျွန်တော်နံပါတ်1မှာထားပေးလိုက်ပါတယ် तू team fight ဖမ်းတာတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်1မှာထားပါကဲဆိုတော့ကျွန်တော်တို့ M2 ရဲ့ Lunos combo ပိုင်ရှင် Ready ရတော့သူ့ကိုယ်သူဒါကျွန်တော် inactive ဖြစ်သွားခဲ့တဲ့အခြေအနေကြောင့်နံပါတ်5နေရာမှာပဲထားခဲ့တယ်လက်ရှိကျွန်တော်တို့ MSL မြန်မာ Season 1 Playoff 4သင်းရဲ့ player ranking ကိုတော့ SP Lane ranking ကိုပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးပါဒီဒီကျေးဇူးများတင်ပါတယ်Bye bye